အခု seller account စပြီးတော့ register လုပ်ကြည့်မယ်ပေါ့နော် seller account register လုပ်မယ်ဆိုတော့ကျွန်တော်တို့ဒီမှာ become a seller လေးကိုသွားပြီးတော့ကျွန်တော်တို့ဒီမှာ login to seller ဆိုတာရှိတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်ပြီးပါအခုစီမှာ account ရှိတယ်ဆိုရင် account နဲ့တစ်ခါတည်းဝင်လို့ရတယ် account မရှိသေးဘူးစပြီး register လုပ်မယ်ဆိုရင်ဒီမှာ register now လို့ရှိတယ်ပေါ့နော် register now လေးကိုတစ်ချက်နှိပ်ပြီးပါနှိပ်ပြီးပြီဆိုရင်ဒီမှာ your name ဆိုတာရှိတယ်ပေါ့နော်ဒါကတော့ကျွန်တော်ဒီ personal info နဲ့ shop info ပေါ့နော် shop name address ကိုဆိုရှိတယ်ပေါ့နော်ဒီ personal info မှာအခုရေးလိုက်မယ်ဒါခုနာမည်ပေါ့နော်ဒီနာပေါ့ email gmail.com ပေါ့နော်ဖုန်းနံပါတ်ကိုရေးလိုက်မယ်ဒါကိုဖုန်းနံပါတ်ရေးမယ်ပေါ့နော်ပြီးတော့ passwordပြီးရင်ကျွန်တော်ဒီမှာ shop name ရှိမယ်ကျွန်တော် shop address ရှိမယ်ပေါ့နော် shop name နေအောင်လဲနေမင်းသားလို့ပေးလိုက်မယ် address ရှိတယ်ပေါ့နော် address ကဒါကိုဆိုင်လိပ်စာအတိအကျလေးထည့်ပြရမှာပေါ့နော် okay အဲ့ဒါကျွန်တော်ဒီမှာ register your shop ဆိုတဲ့ button လေးကိုတစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဒါ shop register လုပ်တဲ့အပိုင်းပြီးဆုံးပါပြီ okay ကျွန်တော်ဒီမှာ register လုပ်ပြီးပြီဆိုရင်ခုနကစာလေးရတော့ကျွန်တော်ဒီ admin ကနေပြီးတော့ approve လုပ်တာကိုစောင့်ပြရမှာပေါ့နော် admin approve လုပ်ပြီးပြီဆိုရင်ကျွန်တော် login ဝင်နိုင်ရပါပြီ okay ကျွန်တော်ဒီမှာဒီ admin ကနေပြီးတော့ approve လုပ်ပြီးပြီဆိုရင်ကျွန်တော် login စပြီးတော့ဝင်လို့ရပြီပေါ့နော်ကျွန်တော် email နဲ့ဆိုတော့ email နဲ့ပဲလုပ်လိုက်နော်လောက်ဆုံးဝင်နိုင်မယ်ဆိုရင်အဲဒါကျွန်တော် seller panel တွေကိုစပြီးတော့ရောက်လာပြီ။အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာ product တွေစပြီးတော့စတင်လို့ရပါပြီ။